အားလုံးပဲမင်္ဂလာပါခင်ဗျာဒါလေးကတော့ကျွန်တော်လက်ရှိဂျပန်မှာအသုံးပြုနေတဲ့ gaming setup လေးပဲဖြစ်ပါတယ် PC ကတော့2019ခုနှစ်လောက်တည်းကမြန်မာနိုင်ငံကနေဝယ်လာခဲ့တဲ့ MSI GL627RT ပဲဖြစ်ပါတယ် monitor ကတော့ဂျပန်ရောက်မှဝယ်ထားတဲ့ 165Hz 27inch Japanix gaming monitor ပဲဖြစ်ပါတယ် keyboard ကတော့ Lenovo Japan keyboard ဖြစ်ပြီးတော့ mouse ကတော့ Razer Death Adder V2 gaming mouse လေးကိုအသုံးပြုနေပါတယ်အတန်ပိုင်းအနေနဲ့ဈေးသက်သာပြီးတော့အတန်ထွက်အားကောင်းတဲ့ Creative Stage Air V2 လေးကိုသုံးထားပါတယ် lighting မရှိတဲ့အချိန်မှာလည်း monitor နောက်ကနေ RGB အလင်းရောင်တွေထွက်နေတာကိုတွေ့မြင်ရမှာပါ monitor တင်သာမက Razer mouse ကနေလည်း RGB အလင်းရောင်တွေထွက်နေတဲ့အတွက် gaming vibe ကိုအပြည့်အဝခံစားရစေမှာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပျော်ရွှင်သားယာဝယ်နေလေးပိုင်ဆိုင်ကြပါစေ